ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေတဲ့ KYM Entertainment YouTube Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျ။ဒီကနေ့မှာပရိသတ်တွေနားဆင်ဖို့အတွက်တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စိုင်းသူစနေရေးသားထားတဲ့မောင်စနေနဲ့မော်တော်ဆိုင်ကယ်တရေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကင်တာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။တူတောက်ကြီးမသွားပြစ်တာတပတ်ကျော်ပြီဗျ။ကျောင်းမှာလည်းစွန်းကြွေးကွန်းကြွေးလေးတွေဆက်နေရဆိုတော့ဝေယဝိဆလုပ်တွေများနေတယ်ဗျာ။တနေ့တော့နက်နက်မှာပေါ့။ကျုပ်တို့ကျောင်းကဘုံကြီးကိုရင်ဘိုးကနေကျုပ်တို့အားလုံးဇောင်းတန်းမှာထိုင်ပြီးတရားကျောင်းကိုရင်လေးတွေပို့ချနေတဲ့စာဝါကျောင်းတွေကိုပြောနေကြတာပေါ့။ကိုရင်တစ်ပါးဘယ်တော့စာတင်လိုက်ကြွမလဲဗျာ။တပည့်တော်ကတော့ဘုန်းကြီးစီပါပဲတကြိုတရုပ်ခွဲပြီးအောင်တင်ချင်ပါတယ်ဗျာဟဲ့လေအဲ့ဒါဆိုရင်လေကိုင်းသဘောပါပဲဒါနဲ့စနေမင်းလည်းချီငိန်နေပါလားမင်းရဲ့ဆရာကြီးစီမသွားဘူးလားအလုံများနေလို့မသွားဖြစ်ဘူးဗျာအေးတကားတောက်ကြီးကလူကောင်းပါသူကတနာတက်တော့ရှေ့မကြည့်နောက်မကြည့်လှုပ်တက်တာလေးတစ်ခုပဲစိုးတာမှန်ပါဗျာသူကကိုမောင်တို့ကိုအခုထိတနာနေတော့မယ်နောက်ထပ်ပြီးတနာရင်ဒီမျိုးကမိမ့်မပြိုရီကုံတော့မှာပါဗျာတဲ့ဒီစနေရတော့အကောင်းပြောရင်ဖောက်လာတယ်ဘုန်းကြီးကကျုပ်ကိုကြည့်ပြီးပြုံးဆဆနဲ့ပြောလာတယ်ကျုပ်တို့စကားကောင်းတွေကိုကျောင်းလေးကိုလူနှစ်ယောက်ဝင်လာတယ်အဲ့လူနှစ်ယောက်ကကျုပ်တို့နာရောက်လာတာနဲ့တယောက်ကကုန်းပေါ်ဆွေရွာကကိုထိတ်မှန်းတိလိုက်ရပြီဗျာကျုပ်လည်းကိုထိတ်ကြီးတိနေရဆိုတော့နှုတ်ဆက်လိုက်တာပေါ့ကိုထိတ်ကြီးဘယ်လိုလုပ်ပြီးကျောင်းရောက်လာလဲခဏကြီးလေးကိုတေကြီးကပြောဆိုဖုန်းကြီးကိုဦးချရပြီးတော့မှကျုပ်ကိုစကားဆိုရယ်ဆရာကြီးကိုလာပင်တာဆရာကြီးကအခုကိုတို့ရောမလိုက်နိုင်တော့ဘူးတဲ့ဟေးဘာဖြစ်လို့လဲဗျာအရှင်တစ်ခေါက်ကအကိုတော်ကသူပြောတာကိုလုံးဝလက်မခံဘူးလေအဲ့ဒါကြောင့်မလိုက်တော့တယ်နဲ့အသေးချာပြောကြည့်ပေးပါဦးမရဘူးငါကြီးအဲ့ဒါကြောင့်ငါကြီးကိုစုံစမ်းပြီးတော့ရောက်လာခဲ့တာဟုတ်လားကျုပ်ကလိုက်ပြောပေးရမှာလားဦးတော်ကြီးကိုမရတော့ဘူးမင်းတို့မကားလို့ဘဲတကြားကပဲလာပင့်မလိုက်ဘူးလို့အပြက်ပြောလိုက်တာကျုံနဲ့ကိုထိတ်ကြီးပြောကြဆိုကြတာကိုဖုန်းကြီးပါဝင်ဘိုးကာတို့နားမလဲကြဘူးမျိုးပြီးတော့မှကျုံတဲ့ဖုန်းကြီးနဲ့ဦးတောင်ကြီးနဲ့ကုန်းမော်စုရွာစီသွားခဲ့တဲ့အကြောင်းရဲ့ဒေါ်ချင်းရဲ့သားကမော်တော်ဆိုင်ကယ်ကိုဆွဲနေတဲ့အကြောင်းကိုရှောက်တင်တော့ဆရာတော်ကဦးကောင်းကွန်ကြီးပြီးကိုထိတ်ကြီးကိုမိတ်နေဗျကဲတခါရေးအဲ့ဒီတွေတော့မပူနဲ့ဖုန်းကြီးရဲ့ကပီးရနေကြောင်းသာကူညီလိုက်မယ်ဖုန်းကြီးအတီးလိုမိန်တော့ကျုံနဲ့ဘိုးကမတိုင်မထားပဲတယောက်နဲ့တယောက်ကြည့်မိသွားတယ်ပေါ့တေချာတာကတော့ကျုံနဲ့ဘိုးကကုန်းမော်စုရွာလေးကိုလိုက်သွားရတော့မယ်ဆိုတာပါပဲဗျာကုန်းမော်စုရွာလေးကိုထိတ်ကြီးတို့နှစ်ယောက်နဲ့တူကျုံနဲ့ဘိုးကတော့လိုက်သွားကြပြီမြို့ဘိုးကတော့လွယ်ကြီးထဲမှာလိုအပ်တဲ့ပစ္စည်းတွေယူလာတယ်အတိကသူ့ကုန်းရင်ပေါ့ဗျာအဲ့လိုနဲ့ညနေမိုးချုံမှကုန်းမော်စုရွာကိုရောက်လာကြတယ်မြို့ကိုထိတ်ကြီးကကျုံတို့ကိုဒေါ်ချီရဲ့အိမ်မှာပဲနေရပြီးတယ်သူတို့လည်းကျုံတို့နဲ့တူလာနေပေးကြတာပေါ့ဒေါ်ချစ်ကအခုအမြင်မှန်ရသွားပြီဆိုတော့စေတနာကောင်းလိုက်တာဗျာအစဦးတော်ကြီးကိုမင်းနေသေးတယ်ကိုထေကြီးကဦးတော်ကြီးတဲ့ဆွမ်းနဲ့ဆရာကြီးပါလာတယ်ဆိုပြီးဘိုးကောင်ကိုပြပြီးပြောလိုက်တော့ဒေါ်ချစ်ကမြလက်အုပ်လေးချီပြီးဘလုံးမထွေးတဲ့စကားတွေပြောလာတယ်ဗျသူပြောတာကိုကျုပ်တို့ကဘယ်လိုလုပ်နားလေလိမ့်မတော့အမေဘိုးကနှက်တယ်ဗျတင်မေခွေထိုင်းတာတော့မဟုတ်ဘူးဗျဆရာကြီးတွေထိုင်းတယ်လို့ထိုင်းနေရဘိုးကတော့ချစ်ပြောတော့ကိုနားမလိမ့်ပေမဲ့ကျုပ်ပြောပြထားတော့အကျိုးချောင်းတည်ပြီးရမ်းတုတ်တော့တာပဲဒီမကြီးစိတ်ချကျုပ်ကဒီမကြီးရဲ့တော့ကယ်တင်ပေးပါပါကောင်းရမွန်ရဘဝကိုရောက်အောင်တော့ဒီမကြီးကအလှူဒါနပြုပေးရလိမ့်မယ်ဘိုးကရဲ့စကားတွေကိုကျုပ်တော်အတော်သဘောကျသွားတယ်မြို့ကိုထိတ်ကြီးနဲ့ရွာသားတချို့ဆိုကွန်းကျိုးတက်နေတဲ့ဘိုးကကိုဥပတိရုပ်ကောင်နဲ့ဆရာကြီးရဲ့လိုတော့အချင်းချင်းမှတ်ချက်ပေးနေသေးတယ်ဗျာသူတို့အဲ့လိုပြောတော့ဇပွဲဒီတဲကအဆက်ကူခေါင်းပေါင်းတဲ့လူကြီးကိုရွှေမောက်တပြောင်နေဆိုပြီးပြောတဲ့အပြောကြောင့်ကြည့်ရှုသူတွေစိတ်ထဲမှာအော်ဘနန်ဖြစ်ကြတဲ့ကဲ့သို့ထင်တယ်။ထိုနည်းတူစွာအပြောကောင်းတဲ့ဘိုးကောင်ကိုထိတ်ကြီးတို့လည်းဥပဒေရောကောင်းလေလို့မြင်နေကြခြင်းဖြစ်မယ်လို့ကြုတ်တွင်းမိတယ်ဗျာ။အဲ့လိုနဲ့ဘိုးကောင်ကဒီနေ့တော့ခရီးပန်းနေလို့နောက်နေ့မှလှုပ်ရှားကြတာပေါ့လို့ပြောပြီးကျုပ်တို့ရေအေးဆေးအနားယူကြတာပေါ့။ကိုထိတ်ကြီးဆိုကျုပ်တို့အတွက်အိမ်ဦးကမ်းမှာစောင်းကောင်းအောင်အသစ်တွေနဲ့အိတ်ဖို့အိတ်ရပါပြင်ဆင်ပေးထားတာဗျ။ဘိုးကောင်ကအเจ้าမှာကပီးရလှုပ်တာကြားပြီးဆိုတော့စကားပြောဖို့ကဓမ္မကတိကအတိုင်းပဲအဝဆုံးကလည်းရွှင်ပါတေတော်သူကြရင်မိတ်ဆိုပေမဲ့
မေတ္တာတရားကြီးမားတဲ့မိခင်ဖခင်တွေကတော့လွယ်လွယ်နဲ့မိတ်နိုင်ကြပါမလားကွယ်တို့တူပဲသေလွန်သွားတဲ့သူတွေကလည်းသူတို့ရောက်ရှိရမယ့်ဘုံဘဝမရောက်ပဲအစွဲကြောင့်မကျွတ်ဘူးဆိုတော့ကြံခဲ့တဲ့သူတွေကိုတန်ရောစီမကုန်လို့ပေါ့ဘိုးကရဲ့ပြောရကြောင့်တော်ချစ်ကများဘေးအိမ်ကအမျိုးသမီးကြီးတစ်တိုင်းဝမ်းဝချောမောရရတဲ့တက်မတက်ချက်မတက်ငိုသွားတော့တာပဲတို့ဖြင့်ဘိုးကောင်နောက်ထပ်ထမ်းပြောဖို့ခါထုတ်ပြီးတတိပေးလိုက်ရသေးတယ်အဲ့လိုနဲ့ကျုပ်တို့တွေအိမ်ရဝင်လိုက်ကြတာပေါ့ညတကောင်ကျော်ချိန်မှာဘိုးကကျုပ်ကိုနှိုးလို့ကျုပ်အိမ်ရကနေနှိုးလာတယ်ဗျာစနေအိမ်ရောက်ကဘာသာနေလေကြားလားမော်တော်ဆိုင်ကဆက်လို့တန်ဗျာဒီချင်းကြီးဘသူကမော်တော်ဆိုင်ကဆက်နှိုးနေတာလေဟာဘိုးကတော့ပြောရော်မယ်ဆိုင်ကမှာစွဲနေတဲ့မကျွတ်မလွတ်တဲ့သူကိုလာထုတ်ပါတယ်ဆိုမှာဗျာအေးငါမိသွားတယ်ကွာကဲအိမ်ရောက်ကိုဆင်းကြည့်ကြစို့ဒီလိုနဲ့ဘိုးကောင်နဲ့ကျုပ်အိမ်ရောက်ကိုဆင်းလိုက်တယ်အိမ်နောက်ခန်းမှာတော့ကိုထေကြီးနဲ့သူ့ရဲ့အပေါင်းအသင်းတွေအိမ်နေရများဟောက်တောင်ဟောက်နေသေးပြုကျုပ်တို့အိမ်ရောက်ကိုရောက်တော့မော်တော်ဆိုင်ကကိုတမီးနဲ့ထိုးကြည့်လိုက်တယ်ဆိုင်ကပေါ်မှာဒေါ်ချစ်ကကားရားကွာကြီးဗျာတမီးနဲ့အထိုးခံလိုက်ရတဲ့ဒေါ်ချစ်ကကျုပ်တို့ဘက်လှည့်ကြည့်ပြီးပြုံးလာတယ်သူ့ပုံစံကပုံမှန်တော့မဟုတ်ဘူးပြိုတခုခုပူကတ်နေတယ်လို့ပဲအဲ့လိုနဲ့မကြပါဘူးဘေးအိမ်ကသူနဲ့ရွယ်တူဒေါ်ကြီးတယောက်ရောက်လာတယ်ဘေးအိမ်ကဒေါ်ကြီးဒေါ်ချင်းနောက်ကနေတက်ခေါ်ပြီးရတဲ့ဒေါ်ကြီးကဆိုင်ကကိုအိမ်ဝိုင်းအပြင်မောင်းတက်သွားတာဗျာအမေဆိုင်ကကိုဟိုဘက်ရိတ်ဒီဘက်ရိတ်အောင်လှုပ်သွားသည်ကျုပ်တို့လည်းကြောင်ငေးနေရကနေဘိုးကောင်တတိပေးလိုက်ရတယ်ဘိုးကောင်လုံးနေဗျာဒေါ်ချစ်တို့ကဆိုင်ကနဲ့သွားပြီအေးကွာငါတို့ကိုဆိုင်ကမစီးတတ်ဘူးပဲထင်နေတာညဘက်ရောက်တော့မှပဲဆိုင်ကခိုးစီးရတယ်လို့ကွာပေါ်ပေါ်တင်နေစီးတော့ဘာဖြစ်မှာမလို့လဲဘိုးကောင်ကဒေါ်ချစ်ကိုဆိုင်ကစီးကျင်လို့စီးရထင်နေတာအဲ့တော့ကျုံလဲဘိုးကမျက်နှာကိုတမီးနဲ့ထုံရင်ပြောလိုက်တယ်အဲ့တော့ဒေါ်ချစ်ကိုတရေပူသွားတာဗျာဟေးအဲ့လိုလားကျုံလဲဘိုးကောင်ကိုနောက်ထပ်ဇက်ကမပြောတော့ပဲကိုထိတ်ကြီးတို့ဖဲကိုတွားလို့ပြီးအကျိုးအကြောင်းပြောလိုက်ရတာပေါ့ကျုပ်တို့တွေရွာလေလန်းတိုင်းတကောင်ကျော်ချင်းကြီးသွားနေရပြီတမီးရောင်တွေတန်ဝင်းဝင်းနေပေါ့ကျုပ်တို့တွေဆိုင်ကယ်သွားနိုင်လောက်တဲ့ဘက်ကိုလိုက်သွားလိုက်ကြတာရွာတင်းချိုင်းသားရောက်တော့မှဆိုင်ကယ်ပြီးတန်ဝင်းနဲ့လှည့်ပတ်မောင်းနေတဲ့ဒေါ်ချစ်တို့ကိုတွေ့လိုက်ရတယ်ကျုပ်တို့တမီးနဲ့ထိုးကြည့်လိုက်တော့ဒေါ်ချစ်ကရီမောမောနဲ့ဆိုင်ကယ်မောင်းနေတယ်နောက်ကမျိုးသမီးကြီးကလည်းရီမောလို့ပေါ့ဗျာအဲ့ဒါနဲ့ကိုထေကြီးကိုကျုပ်ကမေးလိုက်တယ်ကိုထေကြီးဒေါ်ချစ်နောက်ကအတော်ကြီးကဘာလို့လဲအဲ့ဒါတာမိုးနဲ့တူစုံသွားတဲ့လွင်စိုးရဲ့အမေဒေါ်မြင့်လေဟာဟုတ်လားကဲကိုထေကြီးသူတို့ယောက်ကိုခေါ်ပြဟာအကြီးတို့ကြီးဆိုင်ကယ်ရပ်ပါဦးဟာကိုထေကြီးကလည်းသူတို့ကရိုးတန်းဆိုင်ကယ်စီးညာဖြစ်နိုင်မှုဗျာဆိုင်ကယ်တိုင်ပြီးစုံသွားတဲ့သူတွေရဲ့နာမည်ကိုခေါ်ဟေးတာမိုးနဲ့လွင်စိုးဒီဦးနာကျင်းလောင်လုံးလောက်တွေကိုထေကြီးရဲ့အော်တန်ကြောင့်ရီမောမောဆိုင်ကယ်စီးနေတဲ့ဒေါ်ချင်းနဲ့ဒေါ်မြင့်တို့ကကိုထေကြီးကိုတစ်ချက်ကြည့်ပြီးကျုပ်တို့ရှိရာကိုဆိုင်ကယ်ကိုလင်းမြန်မောင်းလာတယ်ကျုပ်တို့အနာရောက်တော့ဒေါ်ချင်းကဆိုင်ကယ်ကိုရက်လိုက်တယ်ဗျာပြီးတော့ကိုထေကြီးကိုစိုက်ကြည့်လာပြီးတော့ကိုထေခင်ဗျဆိုင်ကယ်စီးချင်လို့လားဒေါ်ချင်းကစကားမပြောတတ်ဘူးလေအခုဒေါ်ချင်းစီကဒီစကားတန်ကြားလိုက်ရတော့ကိုထေကြီးပါဝင်သူ့အပေါင်းပါတွေပါအံ့အားသင့်သွားတယ်ကျုပ်တို့ကတော့မန်အော်တော့ပါဘူးဘာလို့လဲဆိုတော့ဒေါ်ချင်းရဲ့သားတာမိုးဝင်ဘူးနေရအစောကတည်းကသိလို့ပေါ့နောက်တော့မေးတော့ကိုပြန်မပြေပဲကြောင်ငေးနေတဲ့ကိုထေကြီးကိုတာမိုးဝင်ဘူးနေတဲ့ဒေါ်ချစ်ကနောက်ထပ်စကားထပ်ပြောပြန်ရောပြောကိုထေခင်ဗျားတို့ကိုစိတ်ဆိုးနေတော့လားကိုထေကြီးဘာပြန်ပြောလို့ပြောရမှန်းသိဖို့မပေါ်ဘူးအဲ့တော့ကျုံလဲသူ့နောက်ကပ်ပြီးလေတန်တူတူနဲ့ပြောလိုက်တယ်ကိုထေကြီးအရေးရခန္ဓာကိုယ်တွေကိုခင်ဗျားကြီးတာမိုးဝင်ဘူးနေရမကြောက်နဲ့ခင်ဗျားတို့ကိုပြောချင်တာတွေသာပြောကျုံအဲ့လိုပြောတော့ကိုထေကြီးကတာမိုးဝင်ရောက်ဘူးကတ်နေရဲ့ဆိုင်ကယ်ပေါ်ကဒေါ်ချစ်ကိုမရဲတရဲလေးနဲ့ပြောတယ်ဗျာမင်းကတာမိုးလားဟုတ်တယ်လေကျုပ်ကတာမိုးကျုံနောက်ကလွင်စိုးမင်းတို့ဘာလုပ်နေရလဲလွင်စိုးအမေကကျုံနဲ့ဆိုင်ကယ်စီးကျင်တယ်ပြောဘူးလို့ကျုပ်တို့ကအမေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနေရမင်းတို့နဲ့သူတို့နဲ့ကဘဝမတူတော့ဘူးအဲ့လိုတွေဝင်ဘူးလို့မရဘူးလေကွာအာကျုပ်တို့ဒီလိုဝင်ဘူးမှသာသူတို့ကိုဆိုင်ငယ်စည်းကိုင်းလို့ရမှာပေါ့ကိုထေကြီးကဘလို့ပြန်ပြောရမှမသိဖြစ်နေပုံပဲအဲ့အချိန်မှာဘိုးကောင်ကဝင်ပြီးပြောပြတယ်ကောင်းလေးပြီမင်းတို့မီရီယာငါ့ကိုခေါ်ထားတာမင်းတို့တွေဒီဘဝမှာရောက်နေရသူတို့စိတ်မချမ်းသာလို့တဲ့မင်းတို့နှစ်ယောက်ရဲ့အစွဲတွေကိုလှက်လျှော့လိုက်ပါတော့ကွာဒီဘိုးတော့ဘာရီလာပြောနေရလဲကျုပ်ကကျုပ်မအိမ်မှာမနေလို့ဘယ်သွားနေရမှာလဲ
မင်းတို့ကောင်တွေမှားနေပြီမင်းတို့ကမင်းတို့အမေကိုဒုက္ခပေးနေတာဟဲ့လူကြီးခမရဘာတွေပြောနေရလဲကျုပ်မင်းကကျုပ်ကိုပြောဘူးတယ်ဆိုင်ကစီးကျင်နေတဲ့လွင်စိုးမေလည်းပြောဘူးတယ်အဲ့ဒါကြောင့်သူတို့ကိုဆိုင်ကစီးခိုင်းတာအဲ့ဒါမှားနေရဲ့ကွာမင်းတို့တွေဝင်ဘူးနေလို့သာသူတို့ကတန်မာတယ်လို့ဖြစ်နေတာဒီလောက်ကြီးတဲ့မော်တော်ဆိုင်ကကိုထိန်းထားရတာမင်းရဲ့ခန္ဓာကိုဘလောက်ပင်ပန်းပဲဆိုတော့မတွေးမိဘူးလားမင်းတို့မိတွေကအသက်ကြီးနေပါပြီကွာဒုက္ခမပေးပါနဲ့တော့ဘိုးကအဲ့လိုပြောတော့တာမိုးဝင်ဘူးခံနေရတဲ့တော့ချစ်ငိမ့်သွားတယ်ဗျပြီးတော့ကိုထေကြီးကနောက်ထပ်စကားထပ်ပြောပြန်ရောငါဒီတာမိုးမင်းတေပြီးရတော့မင်းမိငါတော့ထပ်ပြီးဒုက္ခမပေးပါနဲ့တော့ကွာမင်းမော်တော်ဆိုင်ကဝယ်ခြင်းနဲ့ဆိုလို့အမျိုးတွေတားနေကြရမယ်လေရင်နွားတွေရောင်ပြီးဝယ်ပေးခဲ့တာနော်စကားမပြောတတ်တဲ့ငါတော့ကမင်းတီရတာသူမော်တော်ဆိုင်ကဝယ်ပေးပြီလို့ဆိုပြီးတော့လိုက်တယ်မလို့လှုပ်သေးတယ်ကွာမင်းအဲ့ဒါရောသိရလားအခုလေအသက်ကြီးနေတဲ့မင်းငါတော့မင်းကဝင်ပူးပြီးဒုက္ခပေးပြန်ပြီမင်းကမသေးခင်တော့ဒုက္ခပေးတာမဝါသေးလို့တည်တဲ့ချိန်ဒီလိုက်ဒုက္ခပေးနေရလားတာမိုးရကျုပ်ကမင်းကိုဒုက္ခပေးချင်လို့မဟုတ်ပါဘူးဗျာအဲ့လိုမပြောပါနဲ့ငါလည်းမပြောချင်ပါဘူးတာမိုးရမင်းကငါတော့အလှူဒန်းနေလုပ်ပေးနေရပဲအမြတန်းနေလဲဝေးတယ်မင်းကဘာလို့မကြွချင်ရလဲကျုပ်ဆိုင်ကနဲ့ကျုပ်မိနာနေဘဲမသွားဘူးခတ်လိုက်တာတာမိုးရကိုရီကြီးကထမပြောနိုင်တော့ဘူးပြောအဲ့တော့ကျုံနဲ့ဘိုးကပဲဆက်ပြောရတော့တာပေါ့လေကိုတာမိုးခမည်းဒီလိုဘွားရောက်နေတာကိုခမည်းမီပြောနေအများထင်နေလားဟဲ့အောင်ဟိုတခါငါ့ကိုလာနေတာမင်းမလားအဲ့ဒါအရေးမကြီးဘူးကြုံပြီးတာပဲဖြစ်ခမည်းဒီဘဝရောက်နေတာခမည်းမေကပြောနေတယ်ထင်လားငါရှိရင်ငါမေကပြောတယ်ကွာခမည်းလူမဟုတ်တော့ဘူးကိုသားသမီးမကောင်းတဲ့ဘဝရောက်နေတော့ဘယ်မိဘကမှပြောကျုပ်တို့ခမည်းကိုနေထုတ်ရမလားကောင်းကောင်းမွန်မွန်အမြတမ်းပြီးပြီးတော့တာရုခေါ်ပြီးတော့ကောင်းရမွန်ရဘဝကိုသွားမလားရွှေကျုံနဲ့စိတ်မပေါင်းနဲ့ပြောမိပြောရည်လှုပ်ပြောလိုက်တယ်ဗျာနောက်ထပ်တော့သူတို့စကားထမ်းပြောတော့ငြိမ့်နေတယ်အဲ့တော့ဘိုးကဝင်ပြောပြန်ရောပြူကဲမောင်တာမိုးနဲ့မောင်နေဆိုရင်မင်းတို့ရဲ့ရွေးချယ်မှုဟာတိကျမယ်မင်းတို့ခုလိုထင်ရရီရှောင်းလို့နေမယ်ဆိုရင်ငါတော့ဟောဒီကစနေစရဲငါတပည့်ကိုလှုပ်ပေးရလိမ့်မယ်အဲ့ဒီချိန်ကျမှမင်းနဲ့လည်းဝေးမယ်မင်းဆိုင်ကလည်းအစားရှာလို့ရမှာမဟုတ်ဘူးပြီးတော့မင်းတို့ကိုယ်တိုင်လည်းအဝေးစီးကိုသွားရနိုင်မယ်ဒီတော့ငါမေးမယ်မင်းတို့ကောင်တွေနေရောက်ကောင်းရမွန်ရဘဝကိုရောက်အောင်အမြတမ်းပေးဝေးတာလက်ခံမလားငါတပည့်ကိုလှုပ်ချင်တာလှုပ်ဆိုပြီးလွတ်လိုက်ရမလားဘိုးကစကားကြောင့်တာမုံဝင်ပူတာခံနေရတဲ့ဒေါ်ချင်းနဲ့လွင်စိုးဝင်ပူနေတဲ့ဒေါ်မြင့်တို့တယောက်ကိုတယောက်ကြည့်နေကြတယ်ပြူပြီးတော့မှဘိုးကကိုပြိုင်သူပြောလာတယ်ခမည်းတပည့်ကိုတော့မလွတ်ပါနဲ့အမြတမ်းဝေးတော့ကျုပ်တို့လက်ခံပါမယ်အေးကောင်းတယ်အဲ့ဒါဆိုမင်းတို့အမေရဲ့ကိုရဲကနေနှစ်ယောက်လုံးခုပဲထွက်ကြတော့ဘိုးကောင်ရဲ့စကားဆုံးတာနဲ့ဒေါ်ချင်းနဲ့ဒေါ်မြင့်တို့တစ်ချက်တုံသွားပြီးသူတို့မော်တော်ဆိုင်ကပေါ်မှာကားရခွအနေထားနဲ့ထိုင်နေရအောင်အော်သားပေါ်ရတယ်ဆိုင်ကပေါ်ကဒေါ်ချီကတော့ဦးဝါးနဲ့တူဖြစ်သူကိုထိတ်ကြီးကိုလှမ်းအောင်ပြောနေရပေါ့ဒေါ်မြင့်ကတော့ဟဲ့တော့ဘလို့တော့ငါတို့ကဘယ်လိုလုပ်ပြီးဟောတာမိုးမော်တော်ထုတ်ကြီးမှာကားရကြီးဖြစ်နေရလဲဒေါ်မြင့်ကသူခေါ်နေကြမော်တော်ဆိုင်ကတက်တဲ့တထထုတ်တန်ကိုဆွဲပြီးမော်တော်ထုတ်လို့ခေါ်ပုံပဲကိုရီကြီးနဲ့ကျုပ်တို့တွေမော်တော်ဆိုင်ကကိုပြေးထိန်ပြီးတော့ဒေါ်ချင်းနဲ့ဒေါ်မြင့်ကိုအင်းပြန်ခေါ်ခဲ့ရတာပေါ့ဗျာနောက်နေ့မနက်လင်းတော့ကျုပ်ရဲ့ဘိုးကားရဲ့ကိုရီကြီးတို့ပေါင်းသိန်းရဲ့ရှေ့ဆက်လုပ်ရမယ့်ကိစ္စကိုတိုင်ပင်ပြီးတော့ဒေါ်ချင်းကိုပြောပြကြတာပေါ့ဒေါ်ချင်းကကျုပ်တို့ပြောရည်နားလေနေသူပြောတာပဲကျုပ်တို့နားမနေတာကျုပ်တို့ကလမ်းအကြီးအနေပြောတော့ကိုလည်းနားမလည်ဘူးဆိုတော့ကိုရီကြီးကိုပဲအားကိုးရတာပေါ့ကျုပ်တို့ရိစကားပြောနေချိန်တွင်စိုးရဲ့မိခင်ကြီးကသူ့သားလေးကျွတ်လွတ်အောင်လှုပ်ပေးဖို့ရင်နောက်ဆုံးနေနဲ့တစ်ခါတော့တွေးလို့ရရင်တွေးကျင်တဲ့အကြောင်းကိုပါပြောလာတာနဲ့ကျုပ်နဲ့ဘိုးကတယောက်မျက်နှာတယောက်ကြည့်မိရဲ့အထိပဲဒေါ်မင်းကနေစားလိုက်တဲ့ကိစ္စဒေါ်ချစ်စီကိုရောက်ပါရောလာကျုပ်တို့အတွက်အတော်ခေါင်းခဲစရာတွေဖြစ်လာတယ်ပေါ့ဗျာဆိုင်နေကြီးလေကျုပ်တော်ကသူလဲဒေါ်မင်းလိုသူ့ရဲ့သားလေးကိုတွေးကျင်တယ်လို့ပြောတယ်ကူညီပေးခဲ့ရင်သူ့ရဲ့စီးစိမ်တွေဘလောက်ကုန်ကုန်နဲ့ဗျာဆရာကြီးကိုဆရာတော်ကပါညှိုးနာဆိုတော့အစွဲထမှကျုပ်တို့သိပါတယ်ကျုပ်တော်ကူညီပါဗျာချက်ချင်းကြီးတော့အစင်ပြေချေဘူးမောင်ကြီးရဲ့ရနိုင်ပါလေဆရာကြီးဘလောက်အချိန်ယူရပါတယ်ခင်ဗျာနေ့ရက်3ရက်လောက်ဆိုရင်ဖြစ်အစင်ပြေနိုင်မယ်ထင်တယ်ရ
ရှာပါလေခင်ဗျာစားရေးတောက်ရေးနေရေးထိုင်ရေးကိုလည်းမပူနဲ့ကျုပ်တို့ကစီစဉ်ထားပြီးပါပြီအမှန်ဆိုအလူတန်းလေးလို့အမြတန်းဝေပေးပြီးရင်ပြီးနေပြီနော်ဟုတ်ပါတယ်ဆရာကြီးရဲ့တမဲကျုပ်တော်မှာသားလေးတယောက်တည်းရှိတာစကားလည်းမပြောတတ်တဲလေတနာဖို့ကောင်းပါရဲ့ဗျာသူတော့နောက်ဆုံးတစ်ခေါက်တွေးချင်နေတာသူတို့ကအမေတစ်ခုသားတစ်ခုမို့ပါဆရာကြီးဘိုးကောင်ကရှောင်းလွှဲလို့မရမယ်သိတော့ကျုပ်ကိုငဲဆောင်ကြည့်တယ်ပြီးတော့မင်းငေါ့ပြန်တယ်ဘယ်လိုလုပ်ကြမလဲပေါ့ကျုံလည်းခဏတွေးလိုက်တယ်လွတ်လွတ်လပ်လပ်လေးရှိအောင်ရွာပြင်တင်းချိုင်းကဇရက်ကိုဆိုင်ကင်းနဲ့သွားပြီးဦးတောက်ကြီးလိုပဲလုံးမယ်လို့စဉ်းစားလိုက်ပြီးရောကဲကိုထေးကြီးရေအရှင်တကားလို့မော်တော်ဆိုင်ကယ်ကြီးကိုဇရက်ပို့ပေးပါဦးပို့တာပို့ပေးပါမယ်လိုက်တော့မအေးရုံနော်ဟိုတခါကအသက်မပါသွားတာကံကောင်းညာတော့ကမကြောက်ပဲအခုမှဘလို့ဖြစ်တာလဲညာအကြီးဝင်ဘူးနေရလေဇရက်မှာအကောင်လည်းကြီးမြင်ရတာလိုက်မအိပ်ရဘူးဆိုတော့လေလိုက်မအိပ်နဲ့ပေါ့ဗျာမော်တော်ဆိုင်ကကြီးတော့ပို့ပေးရောအဲ့လိုနေပဲကျုံတဲ့ဘိုးကလည်းတော်ချင်းနဲ့တော်မြင့်ကိုသူတို့သားရီနဲ့နောက်ဆုံးချိန်တွေ့ခွင့်ရအောင်လုပ်ပေးမယ်လို့ပြောလိုက်တယ်ပေါ့ဗျာကိုထေကြီးကတာဝန်ကြီးတယ်ဗျသူ့ရဲ့အပေါင်းပါတွေနဲ့မော်တော်ဆိုင်ကကြီးကိုစီပြီးစရင်စီသွားပို့ပေးထားတယ်ဘိုးတော်မချုပ်သေးပါဘူးကျုံတဲ့ဘိုးကလည်းဓမင်းစောစောစားတော်ပြီးနေဝင်ချင်းကိုရောက်တော့တင်းချိုင်းစရက်စီသွားလိုက်တယ်ဆောင်ကောင်းနဲ့ရင်တွေရိုးရင်တွေပကံတွေပါယူသွားတာပေါ့ဗျာဇရက်စီရတော့ကျုပ်တို့လည်းဇရက်ပေါ်တန်ရှင်းလေးလှုပ်ဖျောင်းနိုင်ကိုမီးအိတ်လေးနဲ့ထုံထားပြီးရှင်နွေးချမ်းနဲ့ကြားကွက်လေးနဲ့ဟန်ကြနေရပေါ့မော်တော်ဆိုင်ကကြီးကိုတော့ဇရက်အောင်မှာရပ်ထားလိုက်တယ်ဘိုးကနေကျုပ်ကြားကွက်ထိုးကစားနေစကားပြောပြကြတယ်ပေါ့ဘိုးကဘယ်လိုလုပ်ကြမလဲမင်းအကွက်ရွှေ့ရလောက်တော့အပြော့ပါကွာအဲ့တော့ပြောတာမဟုတ်ဘူးဗျဟိုဆိုင်ကတရေတွေကိုဘယ်လိုလုပ်ရမလဲမီးယာအချိန်တိုင်းတော့နဘိန်ကံပါလိမ့်မယ်ကွာဘိုးကတဘောပဲဗျာကဲကြားပဲဆက်ထိုးတာပေါ့ဖျောင်းတိုင်းတစ်ထုပ်လုံးတော့ပါလာတာပဲဟောင်းအဲ့လိုနဲ့ကျုပ်တို့လည်းပူပင်ကင်းစွာကြားထိုးနေကြတာပေါ့အချိန်ဒီကလည်းတဖြည်းဖြည်းကုန်လာတယ်ကျုံတဲ့ဘိုးကလည်းကြားထိုးရတာညောင်းလာပြီဆိုတော့ကြားမထိုးတော့ဘူးရောက်ရပေါက်ရစကားတွေပဲပြောနေကြတာပေါ့စနေငါမြင်းလဲမောင်းတော့ကဆိုရင်ဘလောက်ကျန်းတဲ့လမ်းဖြစ်သွားတာပဲကွာဘိုးကမဆာလာတာပဲဘာလို့လဲကွာဘိုးကမြင်းလဲပုံကလေးလိုက်ရလေအောက်ကလဲကိုဆွဲနေရတဲ့မြင်းလေးတွေခင်ဗျာအဲ့လောက်ကျန်းတဲ့လမ်းမှာဘယ်လိုလုပ်အဆင်ပြေမလဲဟာကောင်ရအဲ့လိုလမ်းကျန်းတာကိုပြောတာမဟုတ်ဘူးတစီတရေတွေ6လန့်အောင်ပြောတာတော့အဲ့လိုကျန်းတာလားအေးဆိုတခါကွာအိမ်ပြန်ကျန်းတယ်လဲကိုငါတယောက်တည်းဖြစ်ရတယ်မှောင်လဲမှောင်နေပြီကွာမင်းတီးအတိုင်းတို့နေဘက်ကလမ်းတွေရကုတ်ကိုပင်တန်းတွေနဲ့အုပ်ဆိုင်နေရလေလာတာရင်တော့အစိမ်းကြနေရနဲ့လာရမရဘူးမလားငါတယောက်တည်းမြင်းလဲလေးမောင်းနေရောငါလေးစိတ်ကတိနေထင်ပါတယ်ကွာနောက်ကိုပြန်လဲကြည့်လိုက်နဲ့ငါမြင်းလဲမှာခေါင်းမြကြီးပါလာတာဘိုးကသူကြုံဘူးတဲ့တဲချောင်းတွေပြောနေရဗျာရောက်တာနဲ့တင်းချိုင်းကုန်းကစင်ရက်ကသူ့မြင်းလဲပေါ်ကခေါင်းမြကြီးချောင်းပြောနေတာကိုသူ့ရဲ့နောက်ကျောမှာခေါင်းတစ်ချမ်းပဲ့နေတဲ့တယောက်နဲ့စက်ချိုးကြနေတဲ့တဲရဲ့ကောင်ဇရက်ပေါ်တက်လာတယ်ဘိုးကတော့ပြောကောင်းတော့မျိုးကျုပ်တဲရဲ့ကောင်ကိုကြောင်ငေးရာနေဘိုးကောင်ကိုပြောလိုက်တာပေါ့ခေါင်းပြက်ဘူးခေါင်းကတစ်ချမ်းပဲဟဲ့စနေငါကိုယ်တိုင်ကြုံခဲ့ရတာကွာခေါင်းပြက်နေတာမပြက်ဘူးတစ်ချမ်းနေပါမင်းကကြုံခဲ့ရတာငါ့ထက်သိအောင်မလားဘိုးကောင်ကကျုပ်ကိုဒေါသထွက်နေရမျိုးအဲ့ဒါနဲ့ကြုံတဲ့သူ့နောက်ကိုလက်ညှိုးထိုးပြလိုက်ပြီးဘိုးကနောက်ပါဘာတော့ကွာဟဲ့တော့ဘလို့တော့တရေဟာသူပြောတာအဲ့ဒါကိုပြောတာကျုံတဲ့ဘိုးကလည်းပူလီရဲ့ထိုင်ပြီးသွားတယ်ပြီးတော့ကျတို့နဲ့မလန်မကန်းမှရက်နေတဲ့တရေနဲ့ကောင်မေးလိုက်တယ်ဘာလို့ချင်းလို့တော့ခမည်းတော်ပဲကျုပ်တို့တွေးချင်လို့ဒီကိုခေါ်တာမလားအဲ့တော့ဆိုမင်းတို့ကငါတာမို့နောက်ကကောင်ကလွင်စုအေးမင်းတို့ငါတို့ကတွေးချင်နေရမဟုတ်ဘူးမင်းတို့မိနှစ်ယောက်ကနောက်ဆုံးအနေနဲ့တွေးချင်နေတာငါတို့လည်းငါတို့မိကိုတွေးချင်တာပေါ့ဒီပုံစံကြီးနဲ့တော့ငါတို့မတွေးချင်ပါဘူးတရင်တော်ကအဲ့လိုပြောလာတော့ကျုပ်ဖြစ်သူတို့ကိုကြောင်းလန့်ရမယ်စာတနာသွားတယ်အတွေ့အကြုံများနေတော့လေတိတ်မကြောက်တော့တာနေမှာပေါ့ဘိုးကလည်းတရားရှိပါတယ်ပြုံးကနေမြင်လိုက်ရလို့သာလန့်သွားတာဘိုးကခဏတွေးနေရပြပြီးမှတရင်တဲ့ကောင်ကိုကြည့်လိုက်ပြီးတော့မင်းတို့အရင်လူဘွားကပုံစံကိုပြောင်းနိုင်ဘူးလားငါတို့မပြောင်းနိုင်ဘူးတေတုံးကပုံစံပဲဒီဘဝမှာပေါ်တယ်
ဒီအနေထားကြီးနဲ့တော့မင်းတို့မိဘတွေကိုတွေးလို့အဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါကြောင့်ငါတို့ရှိနေမယ်ဆိုင်ကယ်မှာနေပြီးဆက်နိုးပြမီးထွန်းပြလှုပ်နေရတာငါတို့မိတွေကိုဒီပုံစံမြင်စေခြင်းလို့အဲ့ဒါဆိုဒီလိုလုပ်ကွာငါမေတ္တာဘာဝနာပွားများမယ်မင်းတို့မေတ္တာပို့ပေးမယ်မင်းတို့ရဲ့တွေးမှာလည်းဆိုင်ကယ်မဆွဲနေတော့မင်းတို့ရဲ့မိဘတွေကိုကူညီခဲ့ဘူးတာလေးတွေတွေးနေဘလို့လဲဘိုးကပြောတော့တရင်တဲ့ကောင်ကခေါင်းကြီးပြတယ်ဘိုးကအနန္တဆက်ကြောင်လာထိမေတ္တာပို့ပြီးတော့တရင်တာဖုံးနဲ့တရင်လွင်စုတို့ကိုရည်စူးပြီးမေတ္တာဘာဝနာပွားနေတယ်တနင်္လာကြော်တော့လွင်စုရဲ့ကောင်ကပြန်တက်လာတယ်ပြုတ်တာမိုးရဲ့တချမ်းသေးသောခေါင်းကလည်းတဖြည်းဖြည်းနဲ့ပြေးလာတယ်ရုပ်တရက်ကြည့်ရတာတော်တော်အဆင်ပြေသွားပြီဗျာဖြူဖက်ဖြူရောဖြစ်နေတာကလွဲပြီးတော့တာမန်လူတစ်ယောက်လိုဖြစ်သွားတယ်သူတို့နှစ်ယောက်လုံးလည်းသူတို့လက်နဲ့သူတို့မျက်နှာတွေခေါင်းတွေကိုကန်ချပြီးဝမ်းသာနေကြတယ်နောက်တော့ဘိုးကောင်ကိုထိုင်ပြီးရှ िख ိုးကြပါလိမ့်ရောဘိုးကောင်ကလည်းမျက်လုံးမိတ်ပြီးမေတ္တာပို့ရကနေမျက်လုံးပြန်ဝင်ပြီးတာမိုးနဲ့လွင်ဆိုးရဲ့ပုံသက်တန်တွေကိုမြင်ပြီးတော့ဝမ်းသာနေတယ်ပြီးတော့ဆုံးမစကားပြောတယ်မင်းတို့ရီဟာအကုသိုလ်တွေမများပါဘူးကွာအစွဲကြောင့်သာဒီဘဝကိုရောက်နေရတာမင်းတို့မိဘတွေအလှူဒန်းလုပ်ပြီးရင်သာတို့ခေါ်ကြနော်စိတ်ချပါဆရာကြီးကျုပ်ဖြစ်လေဆရာကြီးမေတ္တာပို့နေရတွေတွေ့ရပြီးတကယ်ကိုအေးချမ်းနေရပြီးတော့ကျုပ်မေကိုထမင်းခူးကျွေးနေရခြေစုပ်လက်နဲ့ပြုတ်ပေးနေရတွေမှတ်ရပြီးတိတ်မကြဘူးအခုလိုပုံစံပြောင်းသွားတာပဲတာမိုးကအဲ့လိုပြောတော့လွင်စိုးကလည်းပြောတယ်ဗျကျုပ်လေကျုပ်အမေဦးဘိုးဆောက်သွားပြီးလိုက်ပို့ခဲ့တာကိုအမှတ်ရတယ်ပြီးတော့ကျုပ်မေကိုလှုပ်အားကားရလို့ပြန်ပေးခဲ့တာတွေကိုအမှတ်ရတယ်ဗျသူတို့ပြောနေတာတွေကိုနားထောင်ပြီးကျုံနဲ့ဘိုးကောင်ကတော့ဝမ်းသာနေတာပေါ့တာမိုးကဆက်ပြောတယ်ဗျဆရာကြီးဒီပုံစံနဲ့ဆိုကျုပ်တို့အမေတွေကိုတွေ့လို့ရပြီပေါ့ကဲသွားတွေ့ကြဒီတိုင်းသွားလို့မရဘူးဗျကျုပ်တို့ကဆိုင်ကယ်မှာဆွဲနေရဆိုတော့ဆိုင်ကယ်ထဲမှာသွားလို့ရမှာဟန်ကောင်လေးကဆိုင်ကယ်ကိုဆွဲတော့မယ်လားနည်းနည်းပဲဆွဲတာပါဆရာကြီးငါတို့ကတွန်းပို့ပေးရမှာလားအဲ့လောက်ထိလည်းမလိုပါဘူးဆရာကြီးကျုပ်တို့တခုလောက်ပဲထပ်ကူညီနိုင်မလားကူညီနိုင်တော့ပေါ့ကွာတကယ်တော့ဆရာကြီးတကယ်ဘိုးကောင်ကတကယ်လို့ပြောလိုက်တာနဲ့တာမိုးပြောက်သွားတယ်တာမိုးပြောက်ပြီးမကြောက်ဘူးဘိုးကောင်ကစက္ကန့်နဲ့တုံသွားပြီးမတ်တက်ရက်လာတယ်ပြီးတော့ကျန်ရဲ့လွင်ဆိုးကြည့်ပြီးရောဟေ့အောင်မေးဘာလုပ်နေရလဲဟိုလူထဲဝင်လိုက်လေသူစကားဆုံးတာနဲ့ကျုံနဲ့မလန်းမကန့်မှာရက်နေတဲ့လွင်ဆိုးစက္ကန့်နဲ့ပြောက်ပြီးကျုပ်ခန္ဓာကိုယ်ထဲဝင်လာတယ်အေးဆက်ဆက်အထီးတွေနဲ့မြင်ကွင်းတွေမှာပြောင်းသွားတယ်ပြို့ကျုပ်ကတိတော့တိနေတယ်ဒါပေမဲ့ကျုပ်စကားမပြောဘဲပါဇက်ကအလိုလိုထွက်နေတာမျိုးဗျာကျုပ်တိလိုက်ပြီးဒါကျုပ်ရဲ့ကိုယ်ရဲ့လွင်ဆိုးဆိုတဲ့တရေဝင်ပူးသွားတာပြို့ကျုပ်မြင်သာမြင်နေရတာခန္ဓာကိုယ်ကသူ့ဘာသာလှုပ်ရှားနေရဲ့တာမိုးဝင်ပူးနေရဲ့ဘိုးကာကာယာနဲ့ဇင်းအောင်ဆင်ပြီးမော်တော်ဆိုင်ငယ်ကြီးကိုတက်ခွာတယ်ဗျသူ့ခန္ဓာကိုပိန်သေးသေးလေးနဲ့မော်တော်ဆိုင်ငယ်ကြီးနဲ့ဆိုတော့တော်တော်ကိုမလိုက်မဖက်ဗျာဟောဗျာကျုပ်ကလည်းဇင်းအောင်ဆင်ပြီးဘိုးကာနောက်ကနေမော်တော်ဆိုင်ငယ်ကြီးကိုတက်ခွာလိုက်တယ်ပြီးတော့ဘိုးကာကမော်တော်ဆိုင်ငယ်ကြီးကိုမောင်းလိုက်တာတန်းနေရပါပဲဗျာအားလုံးအဆင်ပြေသွားပြီဗျအဲ့ဒီညကကျုပ်တို့ကိုတာပိုးနဲ့လွင်ဆိုအတုံးချသွားတာလေဘိုးကဆိုနောင်ဒီကိုရီလက်တွေကတ်ခဲလို့ကျုပ်ဖြင့်နှိပ်ပြီးလိုက်တာကင်မပေါ်အဲ့ဒီညကတကောင်သားတရဲနှစ်ကောင်ကအခွင့်အရေးရပြီဆိုပြီးမော်တော်ဆိုင်ကယ်နဲ့ရွာပတ်နေသေးတာလူတွေဝိုင်းထွက်ကြည့်မှာပဲအင်ကိုပြန်မောင်းလာခဲ့တာဆိုပဲနောက်တနေ့မနေ့ဘိုးကပြေရှက်လွန်းလို့ဘောမလင်းသေးဘူးចောင်းကိုပြန်ဖို့လှုပ်တော့တာပဲကိုရီကြီးကလည်းသူ့ညီကျွတ်တန်းဝင်တော့မယ်ဆိုတော့လည်းသိတော့ဝမ်းသာပြီးကျုပ်တို့ကိုလှုပ်လေသေးမရှိအကုန်လုံးပြီးဒေါ်ချင်းနဲ့ဒေါ်မြေကတော့စိုးဝဲရမရှိပါသူသားတွေကိုလူဘွားကပုံစံတိုင်းတွေးရစကားပြောရလို့ကြီးနေနေတယ်အမြဝင်အသာတို့ခေါ်မယ်လို့ပြောတော့သူတို့တွေဝမ်းသာမြေကြီးတွေကြားကြတယ်ဆိုပဲအဲ့တော်တွေကသူတို့ပြန်ပြောပြလို့ပါဗျာကျုပ်တို့ကတော့တကောင်သားသင်းနှကောင်ရဲ့လက်ချက်နဲ့ကိုရီလက်တွေကိုက်ခဲနေလို့တန်းအိပ်ပျော်သွားတယ်အဆက်ကြီးရဲ့ဘိုးကတယောက်အသက်ကြီးမှညာကြီးအချင်းမတော်မော်တော်ဆိုင်ကရှောက်စီးနေရဆိုပြီးပြောခင်ရမှာစိုးလို့တင်ကိုထေကြီးစီစဉ်ပေးတဲ့မြင်းလဲနဲ့မိုးမလင်းသေးခင်မှာထွက်လာခဲ့တယ်ပေါ့ဗျာဘာပဲဖြစ်ဖြစ်တာမိုးနဲ့လွင်ဆိုးတို့ကျွတ်လွတ်သွားမှာကိုတော့ဖြင့်ကျုံတဲ့ဘူးကအတိုင်းမသိဝမ်းမြောက်နေမိပါတယ်ဗျာပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့အစာရည်သူစနေရေးသားထားတဲ့မောင်စနေနဲ့မော်တော်ဆိုင်ကတရေဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ဆင်ပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ
ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခင်ဗျာ